မင်းတို့အဆင်ပြေပေမဲ့ငါတို့စမပြေဘူးတာကြီးငါတို့မလွတ်လောက်မင်းကငါ့ကိုအမြဲတမ်းပဲပြောဆိုနေဆိုတော့ငါလည်းကြာလာတော့နိုင်ကြီးလာတယ်ကွာအဲ့ဒါကြောင့်ငါတခြားခန်းပြောင်းရင်းနေတော့မင်းကငါစူပူတယ်ဆိုတာမင်းကောင်းမှုတော့ငါစူပူတာဟဲ့မင်းဘယ်လိုလုပ်နေရလဲဟေ့အောင်ဖုန်းဆက်လည်းမရစာဖို့လည်းမကြည့်ကွာအမမင်းပတ်စံယူထားတယ်မှာငါ့ကိုဖုန်းနဲ့ဆက်နေပြီငါ့ကိုပြောခိုင်းနေပြီမင်းကလည်းကွာငါမအဆင်မပြေသေးလားငါအဆင်ပြေတော့ပြီးမှာပေါ့ကွာမင်းကလည်းဟာဟဲ့ကောင်းကြီးဟဲ့ကောင်းကြီးဟဲ့မင်းလုံးမသွားလာနေဟမ်ဟဲ့အော်ငါခေါင်းလေးကိုက်နေတယ်ကွာငါမသွားနိုင်ဘူးဟဲ့မင်းမမေဒိုးတော့ကွာကိုက်မှာပေါ့ကွာမင်းညဘက်ဆိုလဲမသွားအချိန်တော်ခါမတိပြန်ပြီးမိုးလင်းမှပြန်ဘားတွေသွားလိုက်ကလက်တွေသွားလိုက်တယ်မင်းဖြစ်မှာပေါ့မင်းလှုပ်မစင်းလို့မှငါ့ကိုစိနေတာတော့ရအောင်မင်းလှုပ်ပြုတ်တော့မယ်တော့ရအောင်တာကြီးဘာဖြစ်လို့မင်းငါ့ကိုနားတွေမှာပပရလာဖောက်နော်မဒိုးလိုက်တော့ပါကွာငါနားရင်ညီးတော့ပါငါနားရင်ညီးတော့ပပရလာမဖောက်ပါနဲ့သွားတော့ကွာခေါင်းတွေကကိုက်နေတယ်တမျိုးအေးလစ်မှာငါတို့ဒီထိုင်းနိုင်ငံကိုရောက်နေတယ်ဆိုတာလာပြီးတော့တုံးဖြုံးနေတာမဟုတ်ဘူးပတ်စံလာချတာမြို့ငါစေတနာနဲ့ပြောပြတာဟဲ့အောင်မင်းနားထောင်ချင်းနားထောင်နားမထောင်ချင်းနေရအောင်ငါသွားပြီကြွားဘေးပန်းလိုက်ကွာဟာဟဲ့အော်အေးမင်းဘယ်သားလို့လဲငါအခန်းပြောင်းလို့မို့သားကြီးဘာဖြစ်လို့ခန်းပြောင်းမှာလဲမင်းကလည်းဒီမှာနေတာလည်းစင်ပြေနေတာပဲလေကွာမင်းနဲ့ငါနဲ့မင်းတို့အဆင်ပြေပေမဲ့ငါတို့စမပြေဘူးသားကြီးငါတို့မလွတ်လောက်မင်းကငါ့ကိုအမြဲတမ်းပဲပြောဆိုနေဆိုတော့ငါလည်းကြာလာတော့နိုင်ကြီးလာတယ်ကွာအဲ့ဒါကြောင့်ငါတခြားခန်းပြောင်းရင်းနေတော့မလို့မင်းကငါစူပူတယ်ဆိုတာမင်းကောင်းမှုတော့ငါစူပူတာဟဲ့နော်မင်းကငါချစ်လို့ငါစူပူတယ်ညီကိုတယောက်လုံးငါချစ်လို့ငါမင်းကိုစူပူနေတာဟဲ့စူချင်လို့စူနေတာမဟုတ်အေးပါကွာဒါပေမဲ့မင်းစေတနာငါနားလဲပါတယ်မင်းလွတ်လွတ်နေလို့ရတာပေါ့ကွာမင်းဆင်ပြေပါစေသားကြီးငါသွားပြီအေးကွာပြောလို့မရရင်တော့သွားရအောင်နော်မင်းဆင်ပြေပါစေရသွားတော့တာမနဖန်ကြရင်ပတ်စံ3သိန်းတားလွှဲပေးလိုက်မယ်နော်မင်းနော်ဒီမှာလည်းနေရထိုင်ရနည်းနည်းလေးကြက်လာပြီမင်းရဲ့ပြီးတော့လည်းဟိုကျမကြီးဘာညာလည်းရှိသေးရဲ့ဆိုတော့ကိုဖြစ်ရင်ကိုပဲခံရတာလေမင်းရဲ့အဲကြောင့်ပဲတားရဲ့လက်ထဲမှာပတ်စံတော့နည်းနည်းပါးလေးခြံထားမှရမှာအဲကြောင့်မင်းကိုတားပတ်စံ3သိန်းလေးပဲတားလွှဲပေးနိုင်တယ်နော်မင်းနော်နောက်မှပဲမင်းပေါင်းယူလိုက်ပါဟုတ်ကဲ့မင်းအဲ့ဆိုဒါပဲနော်အေးတာကြီးမင်းလာကိစ္စပါကြီးတဲ့မင်းဘယ်လိုလုပ်နေရလဲဟေ့အောင်ဖုန်းဆက်လည်းမရစာဖို့လည်းမကြည့်ကွာအမမင်းပတ်စံယူထားတယ်မှာငါ့ကိုဖုန်းနဲ့ဆက်နေပြီငါ့ကိုပြောခိုင်းနေပြီမင်းကလည်းကွာငါမအဆင်မပြေသေးလားငါအဆင်ပြေတော့ပြီးမှာပေါ့ကွာမင်းကလည်းနေပါရွှေချောင်းကြီးလှုပ်လိုက်ပေါ့ကွာငါပြောတော့ပြောတာပြီတော့ကွာဒါမှမဟုတ်ဇက်တိုက်ကြီးဆိုတော့မင်းကလည်းဒီကွာအသားကြီးထားလိုက်ကွာဟောဒါနဲ့ဒီညအစီအစဉ်ရှိရဟဲ့အောင်ဘန်ကောက်ထဲမှာဘာတစ်ခုမှဘော်ဒါနဲ့စုံထိန်းထားတယ်အမင်းတိုင်းနေပါကွာအညောင်းညာလေးပါညာပေါ့ကွာအကျော်လေးပါဆော့ကြတာပေါ့ဘယ်သူတွေပါလဲဘော်ဒါတွေပဲနေပါအကျော်ညာပေါ့အညောင်းညာလေးပေါ့ကွာမင်းသိတဲ့အတိုင်းပဲအေးသွားလေဆက်လို့လေအေးအကျွေးကိစ္စအသာထားလိုက်ဟဲ့အောင်ငါလည်းမပေးနိုင်သေးဘူးဆက်ရုံမှလည်းငါဘယ်နေ့ပြုတ်လို့ပြုတ်မှလည်းမသိဘူးဒါမဲ့ကွာလူဘွားကြီးကပျော်နေသေးခဲ့ပါတယ်အေးစေအဲ့တော့ညနေ6နိုင်ဆုံးမယ်မင်းကလည်းငါဖုန်းခေါ်လိုက်မယ်မင်းအေးဟုတ်ပြီလက်ပြီအေးနော်ကျွန်တော်အဆင်ပြေတာနဲ့အမရဲ့အကျိုးကျွန်တော်ဆက်ပါမယ်ကျွန်တော်တို့လည်းအမေနဲ့နှိုင်းပြီးတော့မပြောပါနဲ့ဗျာအခုဆိုရင်ငါနဲ့ထိုင်းနိုင်ငံကိုအတူတူတက်လာတဲ့သူတွေတော့မှသူ့ဟာလေးနဲ့သူအဆင်ပြေကုန်ပြီငါချတော့တောက်လိုက်စားလိုက်ဖြော်လိုက်ပါလိုက်နဲ့မိုင်းဘုံကဒုံရင်ပါပဲလားကွာငါအရန်မားသွားပြီထင်တယ်ဟာရတာကြီးငယ်ချင်းဟဲ့မင်းမျိုးမဟုတ်လားတိုက်စင်းမောင်အေးဒီအရင်ပြောင်းလဲသွားတယ်ကွာငါတကယ်ကြီးဟုတ်တယ်ကွာဘယ်ပြန်လာအခုကငါပြန်လောက်ပြီခုပဲပြန်လာတာကွာပြန်လုံနေတယ်
ဘယ်လိုလဲလောက်အဆင်ပြေရလား ပုံမှန်ပါပဲကွာအဆင်ပြေတယ်တော့မဟုတ်ပါဘူးဒီလိုပါပဲစားလိုက်တောက်လိုက်နေပေါ့ ငါမျိုးကိုစကြတဲ့ကငါပြောသားပဲပတ်စံတွေစုပါရတဲ့ပတ်စံတွေအကုန်လုံးမတုံးပါနဲ့ငါမျိုးကိုအကြိတ်ကြိတ်ခါခါငါမျိုးကိုပြောခဲ့တယ်လေငါမျိုးကိုစုတယ်ငေါ့တယ်ဆိုတာငါမျိုးကိုချစ်လို့ငါမျိုးကိုပြောနေတာဟမ်မင်းကရတဲ့ပတ်စံတွေအကုန်တုံးတယ်အပြေတွေသွားတယ်ကလတ်တွေသွားဘားတွေသွားနဲ့မင်းကိုမင်းဘာကောင်များလို့မင်းထင်နေလဲဟမ်တထေးသားများထင်နေလားဒီမှာရသူများနိုင်ငံကိုလာတယ်ဆိုတာပတ်စံတွေရှာဖို့လာတာတုံးဖြုံးဖို့လာတာမဟုတ်ဘူးနော်မိမိလည်းထမမြန်မာပြည်မှာတိတ်ချင်နေကောင်းတာမဟုတ်ဘူးကွာဒါကိုလည်းမင်းသိလားဟမ် အေးတကယ်ချင်းဟုတ်တယ်ကွာငါအရင်မားခဲ့တယ်ကွာငါအရင်အောင်မားခဲ့တာကွာငါသူများတွေလှုပ်ကြိုးစားနေတဲ့အချိန်မှာငါအလုပ်မကြိုးစားဘူးငါအပျော်ပါးတွေနဲ့ကမတ်ပြီးတော့ငါစောက်ရမားခဲ့တယ်ကွာမင်းစကားကိုနားထောင်ခဲ့မယ်ဆိုရင်ငါအခုလိုမျိုးဖြစ်မှာတော့မဟုတ်အခုဆိုကွာ10နှစ်လောက်ကြော်ခဲ့ပြီထိုင်းရုံရောက်ခဲ့တာငါဘဝကြီးကဒီတိုင်းတိုင်းပဲဆိုတော့အကောင်းဆုံးလဲငါနောက်သားတွေရနေပါပြီငါအကောင်းဆုံးပြင်ဆင်နေပါပြီတကယ်ချင်းရငါဘဝကြီး ပတ်စံတွေပါစုမင်းထိုင်းနိုင်ငံကိုရောက်လာ10နှစ်ကျော်နေပြီမင်းဒုံရင်းကဒုံရင်းဖြစ်နေပြီအခုဆိုမင်းငါ့ကိုကြည့်ကိုပိုင်စီးပွားရေးတောင်ငါလုံနိုင်နေပြီ ငါတကယ်ချင်းအခုလိုမျိုးအောင်မြင်တာထွေတော့ငါအရန်ဝမ်းသာတယ်ရောက်ငါပစ်တီးလေးဖြစ်တယ်ကွာ မင်းလည်းပင်ပန်းလာပြီဆိုတော့ကြော့ရေလေးပါတောက်လိုက်အောင် အေးတိုင်းကျေးဇူးပဲနော် အေးတကယ်လို့တခုဖြစ်တယ်ဆိုတော့ငါ့ကိုချိန်ပြီးဖုန်းဆက်လာတယ်ကွာ ဟုတ်ပြီတကယ်ချင်းအဲ့ဆိုငါသွားလိုက်အောင်မယ်နော် အေး ပတ်စံစားမယ်ဆိုတော့ရည်ချက်နဲ့ထိုင်းနိုင်ငံကိုရောက်ခဲ့ပြီမဲ့အပျော်ပျော်နဲ့အပြက်တွေဖြစ်ပြီးလမ်းမရောက်ခဲ့တယ်အဲ့ဒါတွေကြောင့်ပဲကိုနဲ့အတူတူတက်လာတဲ့သူငယ်ချင်းတွေတောင်မှအခုဆိုနေရာတစ်ခုရောက်ခဲ့ပြီကိုတယောက်တည်းဘာမှမဖြစ်ထုံးပဲဒုံရင်းကဒုံရင်းနဲ့ပဲကျန်နေ